ဒေါ်လာ10 တန်းရဖို့အတွက်သူက24နာရီတီတီမျက်တောင်မခတ်ဘဲနေဖို့ပြန်ခဲ့ပါတယ်။ညဖက်အိပ်ရင်လည်းမျက်လုံးကြီးဖွင့်ပြီးအိပ်ပါတယ်။မနက်မိုးလင်းလို့မျက်နှာသိရင်လည်းမျက်တောင်တစ်ချက်လေးမှမခတ်ခဲ့ပါဘူး။လမ်းလျှောက်သွားနေတဲ့အချိန်မှာလည်းသူ့ကိုကင်မရာအဖွဲ့တွေကတစ်ချိန်လုံးလိုက်ပြီးစောင့်ကြည့်နေခဲ့တယ်။သူကဟင်းချက်ဖို့ကြက်သွန်တီတွေလိပေမဲ့လည်းမျက်တောင်လုံးဝမခတ်ပါဘူး။စူပွက်နေတဲ့ရင်နွေးအိုးကိုဖွင့်လိုက်လို့ရင်နွေးငွေတွေထွက်လာတဲ့အခါလည်းလုံးဝမျက်လုံးမခတ်ပါဘူး။အလုတ်တော်ခါနီးယောက်ျားကိုအနံပေးရင်လည်းမျက်လုံးမခတ်ဘူး။မျိုးတဲကိုသွားနေတော့စပီးတစည်းသူ့ဘေးကနေအရှိန်ပြင်းပြင်းနဲ့ဖြတ်မောင်းသွားပေမဲ့လည်းမျက်တောင်မခတ်ခဲ့ပါဘူး။ခွေးတကောင်ကသူ့မျက်နှာကိုလာရဲနေရင်လည်းပြန်ပြီးမတုံ့ပြန်ပဲလုံးဝမျက်တောင်မခတ်ခဲ့ဘူး။ရုတ်တရက်ဘလုံးတစ်လုံးကသူ့မျက်နှာကိုလာထိတယ်။ဒီတစ်ခါတော့သူ့မျက်တောင်ခတ်တော့မယ်လို့အားလုံးကထင်နေကြတယ်။ဒါပေမဲ့သူ့မျက်တောင်တွေကပိတ်ခါနီးဖြစ်သွားပေမဲ့သူတောင်းခံနိုင်ခဲ့ပါတယ်။ငရုတ်ကောင်းမုံတွေရှူမိပြီးနှက်ချေလိုက်ပေမဲ့လည်းမျက်လုံးတွေကတော့လုံးဝမပိတ်ပါဘူး။အခုဆိုရင်အချိန်ပြည့်ဖို့10မိနစ်ပဲလိုပါတော့တယ်။လူတိုင်းကသူ့ကိုအသက်အောင်ပြီးစောင့်ကြည့်နေခဲ့တယ်။အဲ့ဒီချိန်မှာသူကစပွဲပေါ်ကစားစရာတစ်ခုကိုယူပြီးဆက်လိုက်ပါတယ်။အဲ့ဒီစားစရာကအရန်စားကောင်းနေတော့သူလည်းဒေါ်လာ10 တန်းကိုမေ့သွားခဲ့ပြီးမျက်စိကိုမှိတ်လိုက်မိပါတော့တယ်။အဲ့ဒီစားစရာကဘာဖြစ်မဲ့ထင်တယ်လဲပြောခဲ့ကြပါဦးနော်။